မင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆက်ပေးခြင်းတဲ့အသီးကတော့ရခိုင်ဒေသမှာဟင်းခပ်ပေါက်သီးလို့ခေါ်ကြတဲ့အသီးလေးပဲဖြစ်ပါတယ်ဟင်းခပ်ပေါက်သီးဟာရခိုင်ရိုးရာအစားအစာတွေထဲမှာအသုံးများတဲ့နွယ်ပင်ကသီးတဲ့အသီးတစ်မျိုးဖြစ်ပြီးရုက္ခဗေဒအမည်ကတော့ကျူကျူမစ်အန်ဂျူရီယာဖြစ်ပါတယ်တခွားသီးကြက်ဟင်းခါသီးခဝဲသီးတပုတ်သီးတို့နဲ့မျိုးနွယ်တူတဲ့ကျူကာဘီတေးစီအီမျိုးရင်းဝင်အပင်တစ်မျိုးလည်းဖြစ်ပါတယ်ဟင်းခပ်ပေါက်သီးကိုတချို့နေရာတွေမှာ Wild cucumber, West Indian gherkin, West Indian gourd စတဲ့အမည်တွေနဲ့လည်းခေါ်ကြပါတယ်။ဒါပေမဲ့ရခိုင်ဒေသမှာစားသုံးကြတဲ့ဟင်းခါပေါက်သီးနဲ့ခါတက်တဲ့တောဟင်းခါပေါက်သီးကိုတော့မရောထွေးဖို့လိုပါတယ်။အပြင်ပန်းစင်တူနိုင်ပေမဲ့အရသာနဲ့အသုံးပြုပုံတွေကွာခြားပါတယ်။ရခိုင်ဒေသမှာဟင်းခါပေါက်သီးပေါများတဲ့အချိန်ကတော့မိုးရာသီဖြစ်တဲ့ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာနဲ့အောက်တိုဘာလတွေဖြစ်ပါတယ်။အသီးနုနုလေးတွေကိုကြက်သားဝက်သားပစွန်တို့နဲ့ရောပြီးစီနဲနဲနဲ့ကြော်တော်ချက်ပြုတ်စားကြပါတယ်။အထူးသဖြင့်အသီးနုချိန်မှာအထဲကအစိဆန်လေးတွေကိုမဖယ်ပဲချက်စားလိုက်ရင်ချိုစိတ်နဲ့အရသာလေးနဲ့စားလို့ကောင်းပါတယ်။ကမ္ဘာဒေသအချို့မှာလည်းဟင်းခါပေါက်သီးကိုအစိမ်းစားတာပြုတ်စားတာအချင်းဖောက်စားတာဟင်းချိုနဲ့စွပ်ပြုတ်တွေထဲထည့်ချက်တာတွေပြုလုပ်ကြပါတယ်။ဘရာဇီးနိုင်ငံမှာတော့မက်ဆီရှားတာလို့ခေါ်တဲ့ရိုးရာဟင်းလျာတွေမှာဟင်းခါပေါက်သီးကိုပင်လယ်စာနဲ့အုံနိုးတို့နဲ့အတူအသုံးပြုကြပါတယ်။အသီးတင်မကပဲတချို့ဒေသတွေမှာအရွက်နုနဲ့အစေ့တွေကိုပါအစားအစာဖြစ်အသုံးပြုကြပါတယ်။ဟင်းခါပေါက်သီးရဲ့မူလမျိုးရိုးဟာအာဖရိကဒေသကစတင်လာခဲ့တယ်လို့ရုက္ခဗေဒမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ယနေ့မှာတော့အမေရိကနဲ့အခြားဒေသများအထိစိုက်ပျိုးအသုံးပြုလာကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကဟင်းခါပေါက်သီးကိုကမ္ဘာဒေသအချို့မှာရိုးရာဆေးဖက်ဝင်အပင်ဖြစ်လဲအသုံးပြုခဲ့ကြတာပါ။ရိုးရာအသုံးပြုမှုမှတ်တမ်းတွေအရအစာအိမ်မအီမသာဖြစ်ခြင်းဝမ်းပိုက်မအီမသာဖြစ်ခြင်းဖောရောင်ခြင်းစတဲ့အခြေအနေတွေမှာအသီးအရွက်နဲ့အမြစ်တို့ကိုအသုံးပြုခဲ့ကြပါတယ်။တချို့ဒေသတွေမှာအသီးကိုအသားဝါခြင်းအတွက်လည်းရိုးရာနည်းလမ်းနဲ့အသုံးပြုခဲ့ကြောင်းမှတ်တမ်းတွေရှိပါတယ်။အကျဉ်းချုပ်ပြောရရင်ဟင်းခါပေါက်သီးဆိုတာရခိုင်ဒေသရဲ့ရိုးရာဟင်းလျာတွေထဲမှာကိုယ်ပိုင်ရတာနဲ့နေရာတစ်ခုရရှိထားတဲ့ထူးခြားတဲ့နွယ်ပင်သီးတစ်မျိုးဖြစ်ပါတယ်။မိုးရာသီရောက်လာတဲ့အခါရခိုင်ဒေသမှာဟင်းခါပေါက်သီးတွေပေါများလာပြီးကြက်သားဝက်သားပစွန်တို့နဲ့ချက်စားကြတဲ့ရိုးရာအရသာလေးကိုလည်းပြန်လည်တွေ့မြင်ရပါတယ်။ဒါကြောင့်ရခိုင်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ဟင်းခါပေါက်သီးအကြောင်းကိုမသိသေးသူများအတွက်ဒီဗီဒီယိုလေးကနေမိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာအချက်လက်များနဲ့ပြန်လည်တွေ့ဆုံကြပါမယ်ကျွန်တော်စီးစာဦးပါ